ညာမြည်ရိုးရမုတ်ထဲမှာပါတယ်မုတ်ကျုပ်ကိုအသင့်စားသုံးလို့ရပြီဖြစ်ပါတယ်ရှင်မုံကျုပ်လုပ်တဲ့နေရာမှာသုံးတဲ့ငချိတ်ကောင်းညင်းနောက်ကြတော့ကောင်းညင်းအဖြူ ပြီးတော့စံကြမ်းမှုတ်ဟုတ်တယ်နော် နောက်ထပ်သုံးတာကတော့ဆန်ချမ်းမှုတ် ဒါလေးကိုရောပြီးတော့ကျက်ရတယ် ဆန်ရယ်ကောင်းညင်းရယ်ငချိတ်ရယ်သုံးမျိုးပေါင်းတော့မှရောစပ်ပေါ်မှာကြိတ်ရတာဖြစ်ပါတယ် ဒီနေ့က ဒီဟာဆိုလို့ရှိရင်မုံနှစ်စပ်ဖို့အတွက်ဆန်မုတ်အသင့်အနေထားဖြစ်ပါတယ် ဦးရေဒီမုတ်ကျုပ်အလင်းတဲတာဘလို့များတဲ့တော့တစ်ချက်လောက်ကျေးဇူးပြုပြီးတော့ရှင်းပြပေးပါအောင်ရှင် ဆာမွန်ရေနဲ့ဖြော်ပြီးတော့ကြွက်မီတန်းလေးဖြော်ရတာပေါ့ည6နာရီ9နာရီဆိုဖောက်ထားလိုက်တာဖောက်ထားပြီးတော့ဟိုမနေ့ထားကြောပြီးအလင်းများလို့ရှိရင်ဒီဆန်းမရလို့ခွဲထားရတာလူကများတော့နောက်လူနဲ့အမတော့ နည်းနည်းချင်းခွဲပြီးတော့မှအလင်းဟွာလောက်တာပေါ့ နည်းနည်းချင်းအဲ့လိုတက်သွားပြီးတော့ဟိုဆိုတခါတည်းလေးတက်လို့မရဘူးကျွန်တော်အခုဒီမှာဒါကိုဒီနေ့မောကဆာမှားလို့ မုံနစ်ကဘလို့လောက်တော့မသိဘူး ။ဟုတ်ကဟိုကျွန်တော်ဆာမွန်ကြိတ်ပြီးတော့ဟိုညဖောက်ထားပြီးတော့ဟိုညကြတော့ဟိုခွဲထားရတာတက်ဒီမဲ့ကြော်တာတက်တဖြည်းဖြည်းချင်းနဲ့အဲ့လိုတမသွားအောင်ရောပြီးတော့ဟိုထည့်တာ ဘလို့ရောထည့်တာလဲမာနဲ့ရောထည့် အစိမ့်နဲ့ပေါ့ စိမ့်နဲ့ဒီ အစိမ့်မဟုတ် ဟိုကကျွန်တော်ခုနလင်းတယ်ပြီးသားလေး ဟုတ်ကဲ့ ဒီအစင်းလေးရအောင်ဘယ်လိုများလို့တော့တစ်ချက်လောက်ရှင်း အဲ့ဒါကျွန်တော်ဟိုဖောက်တဲ့ဆာမွန်အစိမ့်ကိုနှဲပြီးတော့ဟိုဒီထဲကိုစက်တယ် ညပေါက်ထားတယ် ညဖောက်ထားတာနဲ့ညဖောက်ပြီးတော့ဒီထဲဟိုဥစားကိုဆာမွန်အစိမ့်ကိုထပ်ပြီးဒီထဲတမသွားအောင်လို့ဆို ဟောအလင်းလေးနဲ့ညအလင်းလေးနဲ့ဒါလေးနဲ့ကြော်လိုက်တာပေါ့ညီမလေးထည့်မယ်အဲ့လို ညာလောက်ထားတဲ့အလင်းလေးနဲ့ အလင်းလေးနဲ့အခုမနေ့ခင်းပိုင်းမှွေတဲ့စာမုံလေးနဲ့ဆက်ပြီးတော့လောက်ရတာပေါ့စာမုံလေးနဲ့ညအလင်းလေးနဲ့ ကျောင်းနဲ့ဟိုဦးရကနေမော်ထက်ခါပြီးတော့တော့ကပုံပေါက်တာကြီးရောတွန်းရဒီပုံမောက်အုံမောက်ဖက်အပေါက်ဖောက်ပြီးတော့ပေါက်ထဲကနေဟိုဝင်းရအဲ့လို